ကျမကလူတွေရဲ့မျက်နှာကိုသူတို့လိုချင်တဲ့ပုံစံအတိုင်းပြောင်းပေးနိုင်တဲ့မျက်နှာပြောင်းသမားတစ်ယောက်ပါတနေ့မှာတော့တိုင်းပြည်ပြက်လောက်အောင်လှပပြီးလူတိုင်းကအားကြရတဲ့သခင်မရောက်လာတယ်သူမခင်မွန်းကဒုတိယဇနီးယူတော့မယ်ဆိုတဲ့သတင်းမျိုးတော်အတွင်းပြက်နှက်နေကြလို့ပေါ့သူမရဲ့မျက်နှာကိုပြောင်းပေးနိုင်မလားတဲ့ကျမကပန်းတပွင့်လိုလှပတဲ့မျက်နှာကိုကြည့်ပြီးကျမဆိုင်ရဲ့စီကန်းကလှတဲ့မိန်းမတွေအတွက်အခမဲ့မျက်နှာပြောင်းပေးတယ်ဒါပေမဲ့ပြောင်းလိုက်တဲ့မျက်နှာကိုတော့စိုင်မှာထားခဲ့ရမယ်လို့ပြောတော့သူမချက်ချင်းသဘောတူတယ်ကျမကတစ်တာတဲ့ကအယိုးပိုးတစ်ကောင်ကိုထုတ်ယူပြီးဒီအယိုးပိုးကိုလူတစ်ယောက်တစ်သက်မှာတစ်ခါပဲသုံးလို့ရတယ်မျက်နှာပြောင်းပြီးရင်ပြန်မပြောင်းနိုင်တော့ဘူးလို့နောက်ဆုံးအကြိမ်သတိပေးလိုက်တယ်သူမကဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ပြောင်းပေးပါတယ်ကျမကချွန်ထက်တဲ့အတချောင်းနဲ့နားအောင်နားကိုအနှဲငယ်ခွဲလိုက်တယ်သွေးနဲ့ရတာနဲ့အယိုးပိုးကအဲ့ဒီအပေါက်ထဲဝင်သွားပြီးသူ့မျက်နှာအရေးပြားအောက်မှာတွားသွားတယ်ဒီမျက်နှာပြောင်းတဲ့လုပ်ငန်းစဉ်က9ရက်တိုင်အရန်နာကျင်တာကြောင့်တနာလို့နာကျင်မှုတတဆေးတဲ့ဆေးကိုအလကားပေးတာတောင်သူမကအရန်နာမှာပဲနောက်ပြန်လှည့်ချင်တဲ့စိတ်မဖြစ်မှာဆိုပြီးညင်းခဲ့တယ်ဒီလောက်လူတိုင်းလိုချင်နေတဲ့မျက်နှာကိုဘာကြောင့်ဆွတ်လွတ်ချင်တာလဲလူအများစုကရန်သူရှောင်ဖို့ဒါမှမဟုတ်ပိုလာချင်လို့မျက်နှာပြောင်းကြတာဒါပေမဲ့သူကတော့ခုလိုအဆင်ပြေတဲ့ဘဝမှာဘာကြောင့်များမျက်နှာပြောင်းချင်ရတာလဲဆိုပြီးကျမသိချင်လာတယ်အယိုးပိုးရဲ့အခြေအနေကိုအချိန်တိုင်းစောင့်ကြည့်ဖို့လိုတာကြောင့်ကျမကသခင်မရဲ့ကိုရန်တော်အစီခံမလေးအဖြစ်အိမ်တော်ထဲလိုက်သွားခဲ့ရတယ်ဒါပေမဲ့အဲ့ဒီအိမ်တော်ထဲရောက်တော့သခင်ကြီးယူမဲ့ဒုတိယဇနီးကသခင်မရဲ့နှစ်ပေါင်းများစွာပျောက်ဆုံးနေပြီးအခုမှပြန်တွေ့တဲ့ညီမအရင်ဖြစ်နေတဲ့အဲ့ဒီညီမကလည်းကျမစီမှာမျက်နှာလာပြောင်းမှုတဲ့ဖောက်တဲ့တယောက်ဖြစ်နေတယ်သူကတခြားမိန်းကလေးတယောက်ရဲ့မျက်နှာကိုယူပြီးအဲ့ဒီလူရဲ့အထောက်ထားကိုပါအစားထိုးထားတာမိမတယောက်တည်းကိုသာချစ်တဲ့ယောက်ျားကောင်းလို့တမျိုးလုံးကတတ်မှတ်ထားတဲ့သခင်ကြီးဟာအခုတော့သူ့မိမရဲ့မျက်နှာကိုမထောက်ထားပဲဇနီးရဲ့ညီမကိုယူဖို့လုပ်နေတယ်ငါနဲ့မင်းညီမကမူလကတည်းကလက်ထပ်ဖို့သဘောတူထားတာမင်းနဲ့ငါကငဲတငယ်ချင်းတွေဖြစ်ခဲ့လို့မင်းကိုဇနီးကြီးနေရကမချပဲသူမကိုဒုတိယဇနီးအဖြစ်ထားပေးတာကိုတောင်မင်းကမကျေနပ်သေးဘူးလားတဲ့သခင်မကစိတ်မဆိုးဒေါသမထွက်ပဲအဲ့ဒီတုန်းကကျမညီမကပျောက်သွားလို့ရှင်ကိုယ်တိုင်ကျမမိဘတွေကိုလက်ထပ်သဘောတူပေးဖို့တောင်းဆိုခဲ့တာအခုဒီနေရာကညီမရဲ့နေရာဆိုရင်ကျမကိုကွာရှင်းလိုက်လို့ရတယ်ကျမဘယ်တုန်းကမှသူနဲ့လူကျင်ခဲ့တာမဟုတ်ဘူးလို့ပြောလိုက်တော့မှသခင်ကြီးလေတံပြောင်းသွားကစိတ်မဆိုးပါနဲ့တော့မင်းမိဘတွေကလည်းမင်းကိုတိတ်မချစ်ကြဘူးငါစီကထွက်သွားရင်မင်းဘယ်သွားမလဲနင်အားကိုအိမ်ထဲခေါ်လာတာကသူနှစ်ပေါင်းများစွာဒုက္ခရောက်ခဲ့ရတာကြောင့်ပါလို့ပြောပြီးတခင်မကြီးကိုကိုယ်ဖက်နေပေမဲ့လည်းသူမကတော့ဘာတုံ့ပြန်မှုမှမပေးဘူးထိုအချိန်စေကံမလေးရောက်လာပြီးကျမတို့တခင်မလေးအိမ်မက်ဆိုးမှတ်ပြီးတခင်ကြီးနာမည်ပဲခေါ်နေလို့ကျေးဇူးပြုပြီးတွားကြည့်ပေးပါလို့ပြောလာတော့သူတစ်စက္ကန့်တောင်မတွေးပဲနင်အားကမင်းလို့မဟုတ်ဘူးသူကအပြင်မှာနှစ်ပေါင်းများစွာဒုက္ခခံခဲ့ရတာစိတ်ရမ်းအားနေတယ်ဆိုပြီးထွက်သွားလိုက်တာတစ်ချက်တောင်ပြန်မကြည့်ဘူးသူထွက်သွားပြီးနောက်တခင်မကအတန်တိုးတိုးနဲ့ပြောလိုက်တယ်ကျမလည်းကြောက်ကြောက်လန့်လန့်နဲ့ကြီးပြင်းလာခဲ့တာပါပဲဒါပေမဲ့ဘယ်သူမှကျမကိုမတနာခဲ့ကြဘူးအဲ့ဒီစကားကကျမတယောက်ပဲကြားလိုက်ရတယ်နောက်နေ့ကစပြီးအယိုးပိုးကတခင်မရဲ့မျက်နှာအရေးပြားကိုတဖြည်းဖြည်းခွာထုတ်လာတာနဲ့အမျှနာကျင်မှုကပိုပြင်းထန်လာတယ်ဒါပေမဲ့တခင်မကတော့နာကျင်မှုမရှိသလိုပဲတိတ်တဆိတ်နေတဲ့အသက်ရှိတဲ့လူလိုမဟုတ်ပဲတေဆုံးလူမိဘတိတ်ဆိတ်နေတဲ့ပုံစံပဲအဲ့ဒီအချိန်မှာအစီကံမလေးတယောက်ဝင်လာပြီးသတင်းပို့တယ်တခင်မမိဘတွေရောက်နေကြပြီးခမ်းမထဲမှာတွေ့ဖို့ခေါ်ထားပါတယ်တဲ့အထဲဝင်လိုက်တာနဲ့အသက်50ကျော်အဖိုးအဖွားနှစ်ယောက်ကဒေါသတကြီးနဲ့မင်းရဲ့ညီမရဲ့ကျမ်းမာရေးကိုဘာလို့ကောင်းကောင်းမဂရုမစိုက်တာလဲတဲ့တခင်မကမောပန်းနေတဲ့အတန်နဲ့အဖေနဲ့အမေမေ့သွားပြီလားအရင်တုန်းကညီမအတွက်ဆေးတိုက်ပေးဖို့ကြိုးစားခဲ့တုန်းကသူကမတောက်ပဲငိုပြီးကျမကိုအစိတ်ခက်နေလို့ဆွဆွဲခဲ့တာကြောင့်ကျမခင်မုန်းကကျမကိုတတိပေးပြီးအပြစ်ပေးခဲ့ရုံမကအဖေတို့ကပါတနေကုန်စုခဲ့ပြီးကျမကိုမယုံတော့တာကျမကဘာလို့ထပ်ပြီးဝင်ပါရဲတော့မလဲအဲ့ဒီစကားတွေကြားပြီးသူတို့တိတ်ဆိတ်သွားတယ်ခဏကြာတော့အဖွားကြီးကနင့်ညီမပြန်လာပြီးနေရာယူသွားမှကြောက်လို့မကူညီပဲကြည့်နေခဲ့တာပဲအဲ့ဒီနေရာကအစားတွေကသူ့နေရာပဲမင်းကတာယူထားတာတဲ့တခင်မကမျက်ရည်ဆူဆွတ်လာပြီးအမေတို့ကညီမကိုတခင်ကြီးနဲ့ရစေချင်လို့ကျမကိုလိမ်ပြီးတခင်ကြီးကိုအိမ်လဲခေါ်ခိုင်းခဲ့ရုံမကတခင်ကြီးနဲ့ညီမအတူရှိသွားအောင်ဆေးတောင်တုံးခဲ့ကြတယ်အဲ့ဒီကိစ္စတွေကြောင့်ကျမကကလေးကိုဆုံးရှုံးခဲ့ရတယ်လို့ပြောတယ်နင်သာမရှိရင်တခင်ကြီးကနင့်ညီမရဲ့ယောက်ျားဖြစ်နေပြီးသားနင့်ပိုက်ထဲကကလေးကနင်ကံမကောင်းလို့မကာကွယ်နိုင်လို့ဆုံးသွားတာတဲ့တခင်မကကိုယ်တိုင်ကွာရှင်းပေးပြီးတခင်မနေရာကိုညီမကိုပေးမယ်လို့ပြောတော့မိဘတွေကကွာရှင်းနေဆိုတာမိဘတွေအတွက်ဘလောက်ရှက်ရစရာကောင်းလဲသိရလားတဲ့ဒီစကားကတခင်မကိုအရှက်မရှိသူလို့တိုက်ရိုက်ဆဲလိုက်တယ်လို့ပဲဖြစ်သွားတယ်တခင်မရဲ့ခန္ဓာကိုယ်တုံရင်သွားပြီးမတ်တက်တောင်မရက်နိုင်တော့ဘူးထိုအချိန်တခင်ကြီးရောက်လာပြီးမင်းနဲ့လက်ထပ်ပြီးသားမှုမင်းကိုမစွန့်လွတ်ဘူးတဲ့တခင်မကမျက်လုံးပိတ်ပြီးရုတ်တရက်အန်ဂျင်တို့ဖြစ်လာတယ်တခင်ကြီးလဲလန့်သွားပြီးသူမကိုပွေ့ချီကသမားတော်နဲ့စစ်စစ်ကြီးတော့ပြင်းထန်တဲ့ပြဿနာမရှိဘူးလို့ကြားမှသာသူထွက်သွားခဲ့တယ်အခန်းထဲမှာဘယ်သူမှမရှိမှခုနကလူကြီးနှစ်ယောက်ကတကယ်ပဲတခင်မရဲ့မိဘအရင်းတွေလားလို့မေးကြည့်လိုက်တော့တခင်မကခါတက်တက်နဲ့ခေါင်းငင်းပြလိုက်တယ်တိတ်မကြခင်မှာပဲအစီကံမလေးရဲ့သတင်းပို့တန်နဲ့အတူအနီရောင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးကအမနေမကောင်းဘူးကြားလို့လာကြည့်တာပါတဲ့သူကကျမဖွင့်ထားတဲ့မျက်နှာပြုပြင်ရေးဆိုင်ခွဲမှာလာရောက်ဖူးတဲ့ဧည့်သည်တယောက်ဖြစ်တယ်သူ့ကိုမှတ်မိနေတာကသူပြောင်းကျင်တဲ့မျက်နှာကအရန်ထူးခြားလုံးလို့ပဲကျမဆိုင်ခွဲကိုလာရင်ရောက်လက်ဆက်နဲ့အောက်ကလူတွေလက်ရမကောင်းပဲအလှပြတ်သွားမှစိုးရိမ်ပြီးကိုယ်တိုင်ခွဲစိတ်ပေးခဲ့တယ်တေချာပြန်စဉ်းစားတော့ဒီမိန်းမကအသက်32နှစ်ရှိတဲ့နာမည်ကြီးပြည့်တစားတယောက်ဖြစ်တယ်တေဘီကစငယ်ရွယ်တဲ့အလှမဲ့အလောင်းကိုယူလာပြီးသူ့ပိုင်ဆိုင်သမျှအားလုံးပေးကမျက်နှာပြောင်းပေးဖို့တောင်းဆိုခဲ့တယ်အခုသူအသုံးပြုနေတဲ့မျက်နှာကတော့အသက်18နှစ်သာရှိသေးတဲ့တခင်မကြီးရဲ့ညီမမျက်နှာဖြစ်တယ်ကျမသူ့ကိုကြာကြာငေးကြည့်မိနေတာကြောင့်မျက်စောင်းထိုးသွားတယ်ဒါပေမဲ့ကျမကအစေခံပုံစံလေးမျိုးကန်ကောင်းပြီးအဲ့ဒီမိန်းမကကျမကိုမမှတ်မိဘူးထို့ပြင်ကျမရဲ့မျက်နှာပြုပြင်ရေးဆိုင်ကဖောက်တဲ့ရဲ့ကိုရေးကိုရာကိုအမြဲလျှို့ဝှက်ပေးတာဖြစ်လို့ဘသူကမှထုတ်ပြောမှာမဟုတ်ဘူးဒါပေမဲ့ကျမကဆက်စုတက်တဲ့သူမျိုးမို့ဒီမျက်နှာပြောင်းထားတဲ့ပြည့်တစားနဲ့တခင်မတို့မိသားစုကြားဘာဇလန်းတွေရှိနေတယ်လဲဆိုတာအရန်သိချင်မိတယ်သူကအသက်32နှစ်ရှိပြီးတခင်မကတော့အသက်20ပဲရှိသေးတယ်ဘလို့မှညီမအရင်ဖြစ်နိုင်မှာမဟုတ်ဘူးတခင်
ခင်မကသူ့ညီမလို့ခေါ်တဲ့အဲ့ဒီမိမအပေါ်နှွေးထွေးမှုမရှိပဲအေးဆက်ဆက်နဲ့ကျမဘာမှမဖြစ်ပါဘူးစိတ်ပူပေးတာကျေးဇူးတင်ပါတယ်ကျမအနားယူခြင်းပြီးမှုပြန်ပါတော့တဲ့ဒီစကားကိုကြားတော့အဲ့ဒီမိမကအမကကျမကိုမတွေ့ချင်ဘူးဆိုတာသိပါတယ်ဒီညတော့တခင်ကြီးကိုအမတ်စီပြန်ပို့ပေးမယ်လေသူအမကိုကောင်းကောင်းဂရုစိုက်ပါစေကြမ်းကြမ်းမာမာဖြစ်အောင်နားပါဦးနောက်တစ်ဝက်လအကြာဆိုကျမနဲ့တခင်ကြီးရဲ့မင်္ဂလာပွဲရှိတော့မှအဲ့ဒီအချိန်ကျရင်အမကိုပဲအားကိုးရအောင်မယ်တဲ့စကားတွေကကြည်ရတာဂရုစိုက်တယ်လို့ဖြစ်ပေမဲ့သူမရဲ့အနိုင်ရမှုကိုလာကြွားနေတာပဲတခင်မကရဲလိုက်ပြီးဘာမှပြန်မပြောတော့ဘူးခဏကြာတော့တခင်ကြီးလည်းရောက်လာပြီးဒီနေ့မင်းအန်ချင်တယ်လို့ဖြစ်တာကြောင့်ငါကလေးထက်ရှိလာပြီလို့ထင်ပြီးတော်ဝင်ဆရာဝန်ကိုခေါ်ထားတယ်နင်အားအိမ်ထဲဝင်လာရင်တော့အိမ်ရဲ့သားသမီးကိုမွေးပေးမဲ့သူကမင်းတယောက်ပဲဖြစ်လိမ့်မယ်တဲ့ဒါကြောင့်လေလူတွေကြားမှာဇနီးကိုအယမ်းချစ်တယ်ဆိုတဲ့သတင်းတွေထွက်နေတာဖြစ်မယ်ဒါပေမဲ့အဲ့ဒီအချစ်ကအခုတော့လူနှစ်ယောက်ကြားခွဲဝေသွားပြီးသူမကတခင်ကြီးကိုကြည့်ပြီးကျမတို့ရဲ့ကလေးကိုရှင်မဲတက်ခဲ့တာကိုမေ့သွားပြီလားလို့ပြောတော့ဒေါသနဲ့အပြစ်ရှိစိတ်ရောနှောနေတဲ့မျက်နှာနဲ့မင်းအဲ့ကိစ္စကိုမမေ့သေးပဲငါ့ကိုအပြစ်တင်နေတော့ပဲလားအဲ့ဒီကိစ္စကမင်းမိဘတွေရဲ့အကြံစီကြောင့်ဖြစ်ခဲ့တာတဆကသူတို့အကြံစီပဲဒါပေမဲ့ကျမကိုဝင်ကြီးနဲ့ဒူးထောက်ပြီးကလေးနဲ့ကျမကိုငဲ့ပြီးနေအားကိုမယူဖို့တောင်းပန်ခဲ့ပေမဲ့ရှင်ကနေအားကနှစ်ပေါင်းများစွာအပြင်မှာဒုက္ခခံခဲ့ရတာကြောင့်တနာလို့တခင်မငဲ့အဖြစ်လက်ထပ်ယူမယ်ကျမရဲ့နေရာကိုဘယ်တော့မှမထိခိုက်စေဘူးလို့ကတိပေးခဲ့တယ်ဒါပေမဲ့ရှင်တို့လက်ထပ်ပွဲနေမှာကျမကလေးပြတ်ကျသွားခဲ့တဲ့အခန်းထဲကလေတုတစ်ခုလုံးတိတ်ဆိတ်သွားကတခင်ကြီးဘာမှမပြောနိုင်တော့ဘူးတခင်မကမျက်ရည်တွေနဲ့ကလေးဆုံးပြီးနောက်ပိုင်းရှင်ကကျမကိုလာမကြည့်ခဲ့ဘူးနေအားငယ်စိတ်မကောင်းဖြစ်မှစိုးရင်လို့ဆိုပြီးသူနဲ့တူရှိနေခဲ့တဲ့တခင်ကြီးကတပြင်းရှိကြီးချကအဲ့ဒီတုန်းကငါမှလည်းအခက်ခဲတွေရှိခဲ့တဲ့တခင်မကရှင်မှအခက်ခဲမရှိခဲ့ပါဘူးလူနှစ်ယောက်ကြားမှာတယောက်ကိုရွေးချယ်လိုက်တာပဲဒါပေမဲ့ရွေးချယ်မခံရတဲ့သူကကျမဖြစ်သွားတာတခင်ကြီးကျမပင်ပန်းနေပြီးအနားယူခြင်းနဲ့လို့ပြောတော့တခင်ကြီးကနေအားကအမောင်ကြောက်လို့ငိုပြီးငါ့ကိုမသွားဖို့တောင်းပန်နေခဲ့တာတော့ငါကမင်းကျမရေးကိုစိတ်ပူလို့သူ့ကိုတယောက်တည်းခြံထားပြီးဒီဘက်ကိုလာခဲ့တာဒါပေမဲ့မင်းစီကမျက်နှာတစ်ချက်တောင်မရဘူးလို့ပြောပြီးတခင်ကြီးကအင်ကြီးလက်ခါကထွက်သွားတယ်တခင်မရဲ့ရှိုက်တန်တိုးတိုးဟာအခန်းထဲမှာဝမ်းနေဖို့ကောင်းလာတယ်အဲ့ဒီနောက်ပိုင်းတခင်ကြီးက3ရက်ဆက်တိုက်ပြန်မလာခဲ့ဘူးတခင်မကတော့အသားနဲ့အရေးပြားကွာထွက်လာတဲ့နာကျင်မှုကြောင့်မျက်လုံးတွေနီရဲလာပြီးကျမရှိမှပထမဆုံးအကြိမ်အားနေတဲ့ပုံစံပြလာပြီးမိန်းကလေးပိုင်မျက်နှာကတအားနာလုံးနဲ့ကျမနဲ့ဥယျာဉ်နဲ့လမ်းလျှောက်ပေးပါလားအာယုံလွှဲချင်လို့တဲ့အိမ်တော်ရဲ့ဥယျာဉ်နဲ့တခင်မကိုတွဲပြီးလမ်းလျှောက်နေတော့အစီကံမလေးတွေရဲ့စကားတန်ကြားလိုက်ရတယ်ဟွာအားဒီနေ့နင့်မျက်ကွင်းတွေဘာလို့ပိုမဲနေတာလဲနောက်တစ်ယောက်ကစိတ်ပြတ်တဲ့အတန်နဲ့ပြန်ပြောတယ်ဒီရက်ပိုင်းငါပဲညဆောင်ရတာလေတခင်ကြီးနဲ့မိန်းကလေးရဲ့ကညတကောင်ကြော်တဲ့အထိအတူရှိနေကြတာသူတို့မအိတ်တော့မအိတ်ရဲဘူးမနှက်မိုးမလင်းခင်ထက်ရသေးတယ်မျက်ကွင်းမြင်မှာပေါ့တယ်ပြီးခဲ့တဲ့တစ်ခါကဆိုတခင်ကြီးကမိန်းကလေးရဲ့ကိုတင်းနန်းကအယံမွေးရပဲလို့ချီကျူးတန်တောင်ကြမိသေးတယ်သူတို့အတန်တွေကတဖြည်းဖြည်းတိုးသွားပြီးမကြရတော့ဘူးတခင်မရဲ့မျက်လုံးတွေထဲမှာတော့မျက်ရည်တွေပြည့်နေပြီးကျမလည်းဘာမှမပြောဘဲသူ့ကိုအခြားလမ်းဘက်သို့တွဲခေါ်သွားခဲ့တယ်နှစ်ပေါင်းများစွာချစ်ခဲ့တဲ့ခင်ပွန်းကတခြားမိန်းမတစ်ယောက်နဲ့ချစ်ကြိုက်နေတာကိုကြားရတဲ့အခါဘသူကမှမခံစားဘဲနေနိုင်မှာမဟုတ်ဘူးတခင်မကမျက်ရည်တုံရင်အပြုံးတစ်ပွင့်အတင်းဆွဲထုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီအပြုံးကငိုနေတဲ့မျက်နှာထက်တောင်ပိုပြီးစိတ်ပြတ်အားငယ်ဖို့ကောင်းနေတယ်အဲ့ဒီအချိန်မှာကျမနားလဲသွားတယ်တခင်မကဘာကြောင့်မျက်နှာပြောင်းတဲ့နာကျင်မှုကြီးကိုတောင်ခံပြီးဒီနေရာကနေထွက်ပြေးချင်နေတာလဲဆိုတာမျက်စိတမိတ်အတွင်းမျက်နှာပြောင်းဖို့တတ်မှတ်ထားတဲ့9ရက်မြောက်နေ့ကိုရောက်လာခဲ့တယ်ကျမကတခင်မကိုပြောင်းချင်တဲ့မျက်နှာပုံစံရှိလားကျမရဲ့မျက်နှာပြုပြင်တိုင်မှာစူဆောင်းထားတဲ့မျက်နှာတစ်ထောင်ရှိတယ်လို့မေးတော့တခင်မကစိတ်ရှုပ်ထွေးနေတယ်လို့ခေါင်းခါလိုက်တယ်ငငယ်တုန်းကမိဘတွေသဘောကျအောင်အိမ်အောင်ကြပြီးတော့လေတခင်ကြီးရဲ့အချစ်ကိုထိန်းထားနိုင်ဖို့စူးစမ်းနေထိုင်နေခဲ့ရတာကြောင့်ဘလို့လူမျိုးဖြစ်ချင်လဲဆိုတာကိုတခါမှမစင်စားဘူးတဲ့သူစကားကိုကြားတော့ကျမစိတ်မကောင်းဖြစ်သွားတယ်ကျမတို့အလုပ်လုပ်တဲ့သူတွေကဖောက်တဲ့အပေါ်တန်ရောစင်မထားရဘူးတခင်မမဆုံးဖြတ်နိုင်သေးတာကြောင့်ကျမကငယ်တငယ်ချင်းတယောက်ရှိတယ်သူအသက်18နှစ်တုန်းကသူ့အဖေရဲ့ရန်ကိုပြန်ချေဖို့ယောက်ျားလေးတယောက်ရဲ့မျက်နှာပြောင်းပေးဖို့တောင်းဆိုခဲ့တယ်ပြီးတော့စစ်မြေပြင်ကိုထွက်သွားပြီးဘယ်တော့မှပြန်မလာတော့ဘူးဒီနေ့သူ့မျက်နှာကိုတခင်မကိုပြောင်းပေးမယ်ဒါပေမဲ့အပြန်လန်အနေနဲ့ကျမတငယ်ချင်းရဲ့အမေကိုကူညီကြည့်ရှုပေးစေချင်တယ်လို့ပြောတော့တခင်မကခေါင်းညိတ်ပြီးသဘောတူလိုက်တယ်